Hi အားလုံးမင်္ဂလာပါကျွန်တော်နာမည် C1K Gaming ပါကျွန်တော်ဒီနေ့Tower of Hell ကိုကျွန်တော်ညီမလေးနဲ့စိုးအောင်ဖြစ်ပါတယ် Okay ဒါကျွန်တော်ညီမလေးတော့သူ့ကောင်မန်းရှင်ခေါ်ပြီးထားမယ်နော်တော့မပေါ်တက်မှာဒါမှကျွန်တော်သူ့အတန်ကိုဒီထဲမထည့်ထားအောင်နော်ကျုပ်တင်ပြောထားတာ Okay တော့ဟိုမလာနေ Okay ဒါကမဲ့တင်နေကွာမင်တာဝါအော်ဟန်ဂေဗီတာဝါရတယ်ရသေးတယ်ဟာပြူချပါ යි အေးပါကွာဆက်ဆက်လာခြင်းတီတော့တာပဲဒီခါကျရင်တော့မတီးတော့ပါ Okay တော့မယ်ဟိုမှာကျွန်တော်ညီမဟိုမှာဒီကောင်မဘာလုပ်နော်ငါလည်းသူ့လိုခုံကြည့်ရင်ကောင်းမယ်ဟာအေးပါကွာရှာရှည်ဟာအောက်ပါပြုတ်ကြပါအေးရော Okay ဒီဘက်ကပဲတက်တော့မယ်အဲ့ဖေးကဟာချက်တော့အားသေးပြီဒီဘက်ကပဲတက်တာကောင်းတယ်ဟဲ့ဟိုဘက်ကတက်တာအဆင်မပြေဘူးကြည့်တော့မယ်ဆက်စချင်းခုံလာအဆင်မပြေဘူးကွာဟာရောထီလို့လားမထီဘူးလေကွာအချင်းရုပ်တာတော့ဘာကြီးအောင် TV ရဟောဒါဝယ်ရတာ Infinity Okay ပတ်စံမှာမရှိတာဘလို့ဝယ်လိုက်မှာတော့လို့ Okay တော့မတက်မှာဟာအများကြီးပဲအော်ဆက်လာခြင်းခေါ်ရင်သေးတယ်ဘာဖြစ်လို့လဲဆိုဆက်လာခြင်းခုံတဲ့နေရာမှာဝါကြီးရဲ့ကျိုးကြီးရှိဟဲ့မမီးလိုက်ဘူးကွာ Okay တက်မယ် Okay ဒီကောင်းနာမည် normal လာပြီတဲ့မေးရမခုံဆက်လာခြင်းမခုံဦးကြည့်ထားလိုက်တွေ့လားမခုံမှတော်လို့ရတာမကန်နဲ့အိမ်နဲ့မကန်ရအောင်အေးရောကွာထိမိလို့လားလို့ငါတို့ဒီကနေဘယ်တော့မှတက်မှာလဲကွာဒီမကြီးချွတ်ကရိုးယုံနဲ့ခေါ်တာအမကြီးဒီမကြီးချွတ်ကရိုးယုံနဲ့ခေါ်တာအမကြီးစားတာအမကြီးစားနော်အဘောပြန်တက်မယ်ကွတ်တီတူးလိုက်စမ်းကွာလာတာနဲ့အကြာကြီးထက်ဆောင်ရအောင်မယ်โอเคလာပြီဟိုမှာနော်မလိုက်ကဟိုဘက်မှာနော်မဒီကောင်နဲ့ငါနဲ့မတူဘူးကွာငါလာရင်ဒီကောင်ကြီးကသွားပြီငါညီမနဲ့လည်းမတူငါသွားရင်သူကလာပြီခါစကားပေါ်လာနဲ့ကွာတေးပြီအဲ့နေရာငါတို့ဘယ်တော့မှကြုံနိုင်မှာလဲကွာမြန်ပြီးပါတော့โอเคမြန်ပြီးတော့ကြားရကောဆောရတာမင်းတို့ဘယ်တော့မှပြီးမှလည်းမသိဘူးကြားတယ်မင်းတို့ဘာလည်းမသိဘူးကွာငါတို့ဘယ်တော့မှခုံပြီးမှလည်းမသိဘူးအေးပါသူကလည်းငါးဘက်ပဲတက်โอเค normal လိုက်ပါမယ်တက်တာLSA တက်တာโอเคရတယ်ရသေးတယ်ဟိုဘက်အရန်ရောက်သွားတာကွာရတာ
ကွာသွားပြီကွာရတော့မှာဘူးခုနကဘယ်နဲ့ဆင်းလောက်ကြော်လိုက်လည်းမသိဘူးကွာရတော့ရဟိုဘက်ဒီဘက်ခုံးတာရတယ်လို့ပြီးတော့ရှိသေးတယ်ကြာသွားပြီရဟာထက်ကြာသွားပြီโอเคရပြီမလားနေမခုံးကြည့်တာလားမခုံးရအောင်နော်ဟိုကလည်းမှတ်ထားအောင်โอเค10မိနစ်ကြော်တော့ကြံသေးရမိနစ်ကโอเคရတယ်โอเคရတယ်ရသေးတယ်ဟာသွားပြီကွာ这个我可比你都是这个了，这个了。老哥，你讲你把你这个话，你天天讲话，现在要把这个老讲话的，好过，好这个，两年的生意，你买个两年的生意，你我话，ဘလောက်တောင်စောင့်ခဲ့ရလဲမသိဘူးကွာဒီချိန်ရောက်ဖို့အကြာကြီးပဲမင်းကလည်းကွာဂိမ်းရတာ4စက္ကန့်5စက္ကန့်သာပြောနေတာငါတို့ကစောင့်နေရအကြာကြီးလားလို့မင်းတို့ကလည်းโอเคဟာစစချင်းနေအောင်မရတာတဲ့ကွာငါတော့ထီပေါက်ပြီရပြီရသေးတယ်ရတယ်အေးဆေးပဲတွေ့လားမင်းတို့ရပြီအပေါ်တော်ရောက်သွားပြီတွေ့လားမင်းတို့တွေကြော်သွားပြီကွာဒီမှာကြော်လိုက်ကြော်ပြီးပြီထက်ကြော်ဦးမှာကြော်ပြီးထက်ကြော်ဦးမှာရသေးရမထီဘူးလေဘလို့ရောက်သွားတော့ဟာမထီဘူးလေအဲ့နေရဒီခါအဲ့နေရဒီပြန်ခုံးမှာအေးအဲ့နေရငါမှတ်ထားတယ်တွေ့လားခဏလေးနဲ့ပေါ်တော့ပြုတ်ကြသွားပြန်ပြီကွာပေါ်ရောက်ပြီလေကားပေါ်တက်ပြီဟာလေကားပေါ်မဟုတ်တုံးပေါ်တက်ပြီဟာမရဘူးကွာတုံးပေါ်ရောက်ပြီနောက်ပြုတ်ကြသွားပြီတုံးပေါ်ရောက်ပြီခမရတုံးပေါ်ရောက်ပြီတုံးပေါ်မနေတက်လိုက်ရတယ်ရောက်ပြီနောက်တစ်ခုအပေါ်ရောက်ပြီဒီအနီကိုကြော်တော့မယ်ကြော်လိုက်ပြီနောက်ထပ်ကြော်မယ်ခုနနေရာပြန်ရောက်ပြီဒီကြည့်ထားလိုက်မထီဘူးတွေ့လားဒါတော့သေတာမဟုတ်ဘူးအောက်ပြုတ်ကြတာတဲ့ကွာမရိုင်းတာဒီကဲငါတို့အချင်းမြဲယုံတာစစချင်းတွေကသေပြန်ပြီကွာအေးပါ6မိနစ်ကြော်တော့ကြာဒုက္ခโอเคရသေးတယ်အပေါ်ရောက်ပြီလာရိုစီဆိုတဲ့ကောင်မသွားရောက်ပြီထက်ရောက်ပြီခုနငါပြုတ်ကြတဲ့နေရာသေသွားပြန်ပြီကွာဒီကိန်းတော့မဆော့ကျင်တော့ဟိုမှာထိုင်ကုန်ရှိရမင်းတို့တွေကမဆော့ကျင်တော့ဘူးကွာထိုင်နေတော့မယ်မင်းတို့ငါမဆော့ကျင်တော့ထိုင်နေမှာဒါမှငါရုပ်ကတော့ချောသားပဲကွာငါဘလောက်ပဲရှုံငါရုပ်ကချောတယ်ကွာမင်းတို့တွေငါ့ကိုမမီကြဘူးဟုတ်တယ်မလားဘော်ဒမ်ဟိုမှာအဲလစ်ဘာလုပ်နေလဲမသိဟာအောက်ကြပါပြီငါကကိုတော့ရှုံးနေတယ်သူ့ကိုငါမမြင်ဘူးသူ့လည်းငါမတွေ့ဘူးသူခုံတိုင်းလားမသိဘူးငါဘာမှမသိဘူးသူ့အကြောင်းလည်းမမေးမိဘူးခုနကနေပြန်ရောက်တော့မယ်ပြီဒီကတော့မကြနဲ့ကွာမသိနဲ့အေးရပြီဒါဘလူတော့ငါ့ဟိုအတော်ကြီးလာတော့ဆောင်းရအောင်ဟာအဲ့ဒါကြောင့်ဟိုကောင်ခုံသွားတာဟုတ်ငါမသိပါဘူးဘာဖြစ်မှမခုံတာတော့လို့ကွာအေးပါကွာမင်းတို့ကလည်းငါအဲ့လောက်ကြီးကြမပြောတော့ဘူးလေကွာဒီခုနကြွရုံနဲ့အမကြီးကခုနခုံမဲရပြီပြုတ်ကြသွားပြန်ပြီကွာ
တော်ပါတော့မပြုတ်ကြပါနဲ့တော့ကွာငရဲပြီတာဝါတော်တော်ခတ်တာပဲအဖွင့်ချဲလဲခေါ်တယ်ကွာအခုကြည့်နေတဲ့သူတွေဒီတာဝါအော်ဟဲငရဲပြီတာဝါကိုခုံနိုင်တဲ့သူကျွန်တော်ဆရာခေါ်မယ်ဗျာခုံနိုင်ပေါ်တင်ထားလိုက်မယ်ခုံနိုင်နေဆိုပြီးတော့ကျွန်တော်လာပြောအဲ့ဒါဆိုကျွန်တော်ပွားလုံးမယ်ဆရာခေါ်မယ်ကွာကောမန့်မှာတင်ဆရာခေါ်မယ်ကြားရနော်ဟာခွင့်ဒီကိုမရသေးဘူးကွာကြားလိုက်တော့ကွာရပြီအပေါ်ထက်ရောက်တော့မှာငါဒီပေါ်ထိရခုံနိုင်တယ်ကွာဟိုနန်းလေးပဲမခွာအောက်ကြသွားပြန်ပြီကွာအဲ့ဒါငါ့ကိုဒီ viewer တွေမြတ်ငါ့ကိုချိန်ဆဲထားလားမသိဘူးဟုတ်တယ်မလား viewer တွေငါကြောက်လာပြီနော်ငါ viewer တွေကြောက်လာပြီအခုတော့ viewer တွေကိုကြောက်တယ်ပြောလို့လားမသိဘူးသိသွားပြန်ပြီတွေ့လားမင်းတို့ကြောင့် viewer တွေကြောင့်ငါတို့ထဲမှာဘယ်တယောက်ရှိလဲဆိုတော့ငါရယ်ငါညီမရယ်ဟိုတယောက်ရယ်ပဲရှိတာငါတို့3ယောက်တည်းပေါ့ငါတို့3ယောက်တည်းဟုတ်တယ်ငါအပါဝင်3ယောက်ကွာ3မိနစ်တောင်လိုသေးတယ်โอเคရောက်ပြီနောက်တစ်ခုထပ်ကုန်မယ်ရတယ်မင်းတို့လွယ်လေးကွာဒီထီကအဝါရောင်နေရာကြတော့ငါမခုံတတ်တော့လွယ်လေးလို့ဒီနေရာထီကအဝါရောင်နေရာမခုံတတ်တာဟောအမြန်ခုံရလားမသိမနောက်နဲ့ငါစအဲ့ခုနစလိုက်တာ viewer တွေလန့်အောင်ခုံသွားတယ်တွေ့လားမင်းတို့အဲ့လိုခုံသွားရင်ဆရာကြီးဘဲဆရာတွေ့လားငါတို့ဆရာကြီးကိုမင်းတို့တွေဘယ်မှာမှမမြင်ဘူးမလားမင်းတို့တွေ့လားငါတို့ဆရာကြီးကိုအတူယူကြမင်းတို့တွေtower off hair ခေါ်ရင်ဆရာကြီးကိုတူယူကြခုတော့သေးပါပြီတွေ့လားဆရာကြီးဆိုတာအဲ့လိုမျိုးပြောတာ Oh my god! Wow! မင်းတို့ဆရာကြီးကိုလိုက်ကြည့်ထားနော်မင်းတို့ဆရာကြီးကခုံနဲ့စွမ်းအင်တွေဘယ်လောက်ရှိလဲဆိုတော့ပြမှာဟာပြုတ်ကြပါပြန်ပြီဆရာကြီးလို့ပြောတာမဟုတ်ဘူးဆရာကြီးဆိုတာကလေများတဲ့နေရာကျရင်ဆရာကြီးလို့ပြောတာခိန်းစောတဲ့နေရာမဟုတ်ဘူးအာရှူကြီးတဲ့အခါကျရင်ဆရာကြီးလို့ပြောတာမင်းတို့တွေမှတ်ထားကြโอเคအပေါ်ထက်ရောက်မလားမင်းတို့အဝါရောင်အဆင့်ထိငါပြန်ရောက်ချင်တယ်ကွာအဝါရောင်အဆင့်ထိပြန်ခုံမယ်အဝါရောင်အဆင့်ထိနော်ဟာထီလည်းမထီပဲနဲ့လက်သေးပြန်ပြီကွာဒီကိငါတို့တမင်သက်မြန်အကျဉ်းယူထားလားမသိဘူးဟုတ်တယ်တမင်သက်အကျဉ်းယူထားလောက်တယ်ဒီကိငါတို့မပြောမစုံတဲ့အကျဉ်းယူထားတဲ့ကိမစော့တော့ဘူးကွာနောက်ခါငရဲပြီတာပါဆိုငါငရဲကြနေရသလိုပဲတော်မခုံမနဲ့ငရဲကြနေရသလိုပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုရန်နာခွင့်ပြုပါကျွန်တော်ရဲ့ဗီဒီယိုလည်း like and subscribe လေးနဲ့ကူညီကြပါဦးငါတို့ထဲမှာ3ယောက်ပဲရှိတယ်โอเคအားလုံးပဲ bye bye